1986 ခုနှစ်ဂျာမနီနိုင်ငံရဲ့တက္ကသိုလ်တစ်ခုမှာပေါ့အဲ့ဒီရဲ့တန်မာဆိုတဲ့ခွဲရေးဆရာဝန်ချက်ကိုသူရဲ့ကောင်မလေးဖြစ်သူအိမ်မာကအနိုင်တုံးနဲ့နှိုးနေခဲ့တယ်ချစ်သူရီးစားနဲ့စကားကြီးပြောနေချိန်မှာပဲ TV ကနေကျွန်တော်တစ်ခုဝင်လာခဲ့တယ်အရှိဂျာမနီကုန်သွယ်ရေးအသင်းကအတိုင်းမင်္ဂန်အနေနဲ့ရောက်ရှိလာတဲ့မစ္စတာလမ်မာကအနောက်ဂျာမနီကိုမိသားစုနဲ့ထွက်ပြေးသွားခဲ့တဲ့အကြောင်းရဲ့နောက်ပြီးတော့တန်မာခေါ်စိတ်ခဲ့တဲ့အကြောင်းရဲ့ပါတန်မာအကြောင်းသာပြောပါတယ်နာမည်ကောင်းဝင်ယူနေတဲ့သူကတော့ဆေးရုံတော်ဒါဖြစ်တဲ့ဒေါက်တာဟန်နီမဲအကြောင်းတွေပဲဆိုပါတော့နောက်တစ်ပိုင်းမှာတော့ခွဲစိတ်နေတဲ့ဒေါက်တာတန်မာကိုတွေ့ရမှာဖြစ်ပြီးအပြန်မှာတော့ဒေါက်တာဘီကပြောချက်တဲ့အရာတန်မာဟာနောက်ခွဲစိတ်မှုပြီးတာနဲ့ဆေးရုံတော်ဒါဖြစ်ပါပြီသူ့ကောင်မလေးဖြစ်သူဆေးရုံအိုရီသမီးနဲ့မှလက်ထပ်ခွင့်ရအောင်ပါပါထုံးတော့မှာတော့မမကြီးတက်ကိုတွေ့မှာဖြစ်ပြီးသူမယောက်ျားကိုအရင်မခွဲစိတ်ပဲနောက်မှရောက်လာတဲ့အဆူတော်ကိုခွဲစိတ်ပြီးလို့ပြဿနာချနေပါတယ်အဲ့ဒါကတော့ဇလန်အဆက်မှာပြောခဲ့တဲ့တမခွဲစိတ်ပြီးခဲ့ဆိုတဲ့အဆူတော်ပြောတာပါမမကြီးကသူမယောက်ကိုပြန်ခေါ်ပေးရင်အတိပစုံနေပြီးတော့မျက်ရည်တွေကျနေခဲ့ပါတယ်ထို့အချိန်မှာတမတရားပြောစကားမရှိတော့ပါဘူးနောက်တစ်ပိုင်းမှာတော့ဇလန်ဆက်ကပြောခဲ့တဲ့မစ္စတာလမ်မာရဲ့အိမ်ကိုရိမ့်ရောက်နေတာကိုတွေ့ရမှာပါဘာလို့လဲဆိုတော့ဘေးအိမ်ကနေတန်းတန်းနေကြလို့ပါတဲ့ထဲရောက်တော့တန်းတန်းရနေတည်ဆုံးနေပြီဖြစ်တဲ့မစ္စတာလမ်မာကိုလီမန်နဲ့ကိုတွေ့မှာဖြစ်ပြီးအတိစိတ်မဲ့နေတဲ့ကောင်မလေးတယောက်နဲ့ခေါင်းမှာတန်းတန်းရထားတဲ့ကောင်းတက်ကိုတွေ့မှာဖြစ်ပါတယ်သူကတော့မစ္စတာလမ်မာရဲ့တားရသမီးဖြစ်တဲ့အမွှာတွေပါထို့နောက်အတွင်းများနေတဲ့တမတရားအရေးပေါ်အဖြစ်စီးရုံရောက်လာခဲ့ပါတယ်။စီးရုံရောက်တော့တနက်မှန်ထားတဲ့ကောင်လေးဟာခွဲရခတ်တဲ့ဘဲဖက်အတွင်းပိုင်းတွေးလို့ချုံနဲ့တိုက်ရိုက်နှီးဆက်နေပါတယ်။ဒါကိုခွဲဖို့ဆိုတာတကယ်လည်းဝင်ပြီးတော့တမတော်တဲ့ခွဲနေတာပါ။ဒါပေမဲ့ခွဲစိတ်ခံနီးမှာပဲအရင်ဆိုတော့အတိုင်းပဲထပ်ပြီးတော့တမကိုခထုတ်ပြန်နေ။ဘာလို့ဆိုတော့ဒီတစ်ခေါက်ကမျိုးတော်ဝင်ဖြစ်နေလို့ပါတဲ့။အဲ့ဒါနဲ့ပဲတုံးစားများတဲ့ပီတာနဲ့ပဲကောင်လေးကိုထည့်ခိုင်းပါတော့တယ်။နောက်ဆုံးမှာတော့တမရဲ့ဆုံးမချက်ကိုတိကျချလိုက်ပြီးတော့ကောင်လေးကိုပဲခွဲစိတ်ဖို့ရည်ရွယ်ခဲ့ပါတော့တယ်။ဒါကတော့မွန်စကားရဲ့ episode မှာအပိုင်းနှစ်ကတော့နောက်နေမှာပေါ့ဘိုင်ဘိုင်